ဘယ်နေရာမှာပဲနေစိတ်ကောင်းမွေးပြီးနေပါဘယ်သူနဲ့ပဲပေါင်းကိုချင်းစာစိတ်နဲ့ပေါင်းပါဘာအလုပ်ပဲလုပ်စေတနာထားပြီးလုပ်ပါတနေ့ရောင်ပြန်ဟပ်ပါလိမ့်မယ်လူတွေချစ်ဖို့ထက်မေတ္တာနဲ့နေရတယ်ကံတွေချစ်ဖို့ထက်ကုသိုလ်နဲ့နေရတယ်လူမုန်းကံမုန်းရင်တော့ဘဝတုံးတော့တာပါပဲမေတ္တာပဲဖြစ်ဖြစ်စေတနာပဲဖြစ်ဖြစ်လူတာထက်ပိုပြီးပေးမိသွားတဲ့အခါကိုယ့်ဘက်ကိုပြန်ကြည့်ဖို့လည်းတတိမရတော့ဘူးတန်ဖိုးထားရကောင်းမှလည်းမသိတော့သလိုဘယ်နေရာမှာမဆိုတာမန်ထက်ပူသွားရင်နာကျင်ရတတ်တယ်လေအသီးဘလောက်ကြီးအရသာရှိမှတန်ဖိုးရှိတာစာဘလောက်တက်ပညာရှိမှတန်ဖိုးရှိတာလူဘလောက်ကြီးအတိတရားရှိနေမှတန်ဖိုးရှိတာပါအမှန်တော့ဘဝဆိုတာလဲကြရင်ပြန်ထပြီးတော့လူတစ်ယောက်ကိုပြုံးပြနိုင်အောင်ကြိုးစားလိုက်ပါလောကတန်မြင်းပြိုင်ကြားမှာမင်းနိုင်ဖို့ဆိုရင်ဘာပဲဖြစ်ဖြစ်အားတင်ထားပေးပါ